ဆုံးမတာရှိတယ်မတဲ့စာမစားနဲ့ဘာသာမစားနဲ့နောက်တကအာနာစာမစားနဲ့ဘာသာလဲနှမျောစာမစားနဲ့ဘာသာလဲဘယ်နှမျိုးလဲပြောကြည့်အဲ့ဒါဒုဗိဒ္ဓရေမတည်မှန်းသိရစားနဲ့စားတဲ့လူကရှိသေးတယ်ဆေးအားကုန်တယ်သွားမလုံးနဲ့ဆင်မပြေရင်တက်ပြုတ်သွားမှာရှောင်းမတည့်စားဒါစားရင်ကဒုက္ခရောက်မယ်တည်ရင်အဲ့ဒီစားစားမစားနဲ့မတည့်စားရှောင်းရနောက်တကဒုဗိဒ္ဓရေအာနာစာမစားနဲ့လူကလာကျွေးတယ်တချို့ရှင်းတော့ကရှိတယ်လေတရားလို့ကျွေးရင်ဘာတောင်စားမယ်သေစိစာသေမှာပေါ့အဲ့ဒါအာနာလို့တဲ့တော့မတဲ့ဘူးသူအာနာလို့ဆိုပြီးတော့ဘုန်းကြီးတွေစောစောစီးပြန်တော်မူတယ်အဲ့ဒါပါတယ်ဓမ္မတွေတဲ့လားမတဲ့လားမသိဘူးဒီကဘုန်းပေးပါဗျဘုန်းပေးပါဗျနဲ့ဆိုတော့အဲ့မှာဒုက္ခရောက်တာအာနာစာဘာသာလဲနောက်တကဒုဗိဒ္ဓရေနှမျောစာဘာသာလဲတချို့ကနှမျောတတ်ပြေးစရာလည်းမရှိတော့အဲ့လားကျွေးရမဲ့လူလည်းမရှိတော့ဒါလေးလက်ကသုံးပြမှာနှမျောပါလေဆိုပြီးကိုယ့်အကိုနင်းကံပြီးစားတာဘာသာတော့နှမျောစာအဲ့လိုနှမျောစာစားရင်လည်းဒုက္ခရောက်တတ်တယ်မစားမဲ့စားဘယ်နှမျိုးလဲဘာတွေတော့မတဲ့စားရဲ့အာနာစားရဲ့နှမျောစားရဲ့ဒါကြောင့်ဒုဗိဒ္ဓရဲ့အသက်ရှိချမ်းသာခြင်းရဲ့အစကိုနေနေစားမှလားများများစားရမှလားများများစားရင်မြန်မြန်ပြုတ်မယ်အဲ့တော့အသက်ရှိခြင်းတော့လျှော့စားနော်ကြောင်လိုစားရမယ်ဒုတိယကနွားလိုတောက်တယ်ဘယ်လိုတောက်မယ်ဘုန်းကြီးတို့ကတော့သားနွားရည်တောက်တာခဏခဏတွေ့ဘူးတာချီလေးမျိုးကတော့မသိဘူးပေါ့နော်ဘုန်းကြီးမေးကြည့်ပါတယ်မူရင်ပုဂ္ဂိုလ်တွေကနဲပါတယ်ဟိုကဒီကရေကြီးရမျက်နှုရရှာပြီးရောက်လာတဲ့လူတွေများတယ်ဘုန်းကြီးမေးကြည့်တော့ညာသားတွေများတယ်ဘာတွေများတော့အဲ့တော့ဒုဗိဒ္ဓရဲ့ညာသားတွေပါနာတော့ပြောစရာမလိုဘူးနွားရည်တောက်ပြီဆိုရင်ဒုဗိဒ္ဓရဲ့ခေါင်းမထူတော့ဘူးတခါတည်းနွားရည်ချပြီဆိုရင်ငုံပြီးတောက်နေတော့တာပဲကောင်းလေးထောင်တော့ပြီးအောင်မိတာမဟုတ်ဘူးအသက်ပြင်းပြင်းရှူပြီးထပ်တောက်သေးတယ်ဒါကြောင့်ရေကိုများများတောက်ပါတဲ့အသက်ရှည်ခြင်းဗာများများတောက်ရမယ်ရေဟာစီးပဲနော်ဒါကြောင့်ဒုဗိဒ္ဓရေရေကိုများများတောက်ပေးရတယ်ရေအတောက်နေတဲ့လူဒုဗိဒ္ဓရေအလုံးဒုက္ခရောက်သွားနိုင်အစာအတွက်လည်းဒုက္ခရောက်သွားနိုင်တယ်စီးအတွက်လည်းဒုက္ခရောက်သွားနိုင်တယ်ဝမ်းအတွက်လည်းဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်အသက်ရှိခြင်းရင်ဒုဗိဒ္ဓရေနွားလိုဗာများများတောက်ရမယ်ကြောင်လိုစားနွားလိုတောက်ပြီးတော့မြောက်လိုဆောဘယ်လိုဆောမယ်တို့တကကြီးတွေအိမ်ရောက်ရင်မြောက်လိုဆောတရားဝဲပြန်လာမှဒီတကကြီးတွေမကြီးတွေဘလို့ဖြစ်လာလဲမသိဘူးမြောက်လိုဆောဆိုတာတော့ဒုဗိဒ္ဓရေကြည့်မကောင်းအောင်ဆောတာဘယ်ဟုတ်မလဲကျမ်းမာရေးလှုပ်ရှားဖို့ပြောတာဒုဗိဒ္ဓရေကျမ်းမာရေးလေ့ကျင့်ခန်းတွေမလုပ်သင့်ဘူးလားအဲ့ဒါမလုပ်ကြဘူးဗျာဘုန်းကြီးတို့လူမျိုးတွေသိအားနေတာပဲဒါကြောင့်ဒုဗိဒ္ဓရေကျမ်းမာရေးကိုလည်းလှုပ်ရှားမှုလုပ်ကိုလုပ်ရမယ်24နာရီတနာရီအချိန်ပေးပါ24နာရီဘယ်လောက်ချိန်ပေးရမလဲသူများအတွက်လားကိုယ့်အတွက်လားပိုက်ဆံတော့ကြည့်မလိုက်ကြနဲ့ပိုက်ဆံရှိအောင်လည်းမရသေးဘူးပိုက်ဆံတော့ရှိလာပါရဲ့ကိုကအသက်ပေးပြီးတော့ပြင်းပြင်းထန်ထန်နဲ့ရှားပြီးလို့ဆိုရင်ဒုဗိဒ္ဓရေကျမ်းမာရေးမကောင်းရင်ကိုရှားထားတာကကိုကုတာနဲ့တောင်တစ်ခါတည်းမလောက်ကိုယောဂပြန်ကုတာနဲ့လောက်ရလားဒါကြောင့်ငွေနောက်ကြည့်မလိုက်နဲ့ကျမ်းမာရေးလိုက်စားစမ်းပါတနေ့တနာရီဒုဗိဒ္ဓရေတနာရီအချိန်ပြည့်မလုံနိုင်ဘူးဆိုရင်မနေ့နာရီဝက်ညနေနာရီဝက်ရေမချိုးခင်လေးဘာမလုပ်ခင်လေးကျမ်းမာရေးကိုလည်းလှုပ်ရှားမှုမလုပ်ရဘူးလား
အဲ့ဒါမှအသက်ရှိမှာပေါ့ဒါကြောင့်အလုံးတော်တရားနာပိဋကပေါင်းသူတော်ကောင်းများကြောင်လိုစားရမယ်နွားလိုတောက်ရမယ်မြောက်လိုဆော့ရမယ်မကောင်းဘူးလားကောင်းလားပိုက်ဆံမကုန်တော့ခင်ဗျားတို့ကအထင်သေးမှာဟုတ်လားဟိုကိုရီးယားတိုင်းရင်စီတို့တရုတ်တိုင်းရင်စီတို့အမေရိကန်တိုင်းရင်စီတို့သိမ့်ချီပေးရတယ်ကြတော့ဒုပိသရေဟုတ်တာမဟုတ်တာဝယ်တော့ကြပြီးတော့မဟုတ်ဘူးဆိုတော့လဲဆုံးမြန်အခုနီးလေးကမရှင်းဘူးလားမှတ်မိပြီလားအဲ့ဒါဒုပိသရေခင်းတဲ့အညီပြင်ထားတာတခုရှိတယ်လိုက်ဆိုလိုက်သောကကိုရှောင်းဝါအောင်မစားလှုပ်ရှားကိုလည်းဤသုံးချက်အသက်ရှိကြောင်းဒီသောကကိုရှောင်းဝါအောင်မစားလှုပ်ရှားကိုလည်းဤသုံးချက်အသက်ရှိကြောင်းဒီသောကရှောင်ရမယ်တချို့ကသောကဝဲယူနေကြသားအတွက်လည်းပူလိုက်သမီးအတွက်လည်းပူလိုက်ဟိုအတွက်လည်းပူလိုက်သောကများရင်ဒုပိသရေနှလုံးယောဂါတွေဆုတ်ယောဂါတွေအသက်ယောဂါတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့အဲဒါကြောင့်ဒုပိသရေသောကကိုရှောင်ရမယ်တဲ့ဝါအောင်မစားဘူးတဲ့လှုပ်ရှားကိုလည်းဒါကနီးတနည်းပေါ့ဘာပဲပြောပြောဒုပိသရေခန္ဓာစုတယ်ဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးအသက်ရှည်ကျမ်းမာအောင်မစုသင့်ဘူးလားစုရမယ်တဲ့ဒါခန္ဓာစုပဲနောက်ဒုတိယကဘာစုရမှလဲလို့ဆိုရင်ဒုပိသရေဥစ္စာစုရမယ်ပြောပါစုရမယ်ဒါတော့ပြောစရာလိုသေးလားနေတိုင်းရှားနေကြတာစုတာမစုတာတော့မသိဘူးလိုက်ဆိုလိုက်ချမ်းသာဖို့ရာမြားဥစ္စာကိုဖွေရှာစုမှုနေ့စဉ်ပြုဥစ္စာစုခေါ်ချမ်းသာဖို့ရာမြားဥစ္စာကိုဖွေရှာစုမှုနေ့စဉ်ပြုဥစ္စာစုခေါ်